ထဲတော်တော်ကြာပြီပေါ့နော်အမဆိုလို့ရှိရင်2019လောက်ထဲဆိုတော့6နှစ်လောက်ရှိပြီ6နှစ်ကျော်ပြီမပြောလို့ရတယ်ဆိုတော့ memory တွေကအများကြီးပဲအဲ့ဒီမှာအမတို့အရင်တော့ဆိုလို့ရှိရင် fan night တွေရှိရယ်staff parties တွေရှိရပေါ့နော်ဆိုတော့မမရ staff parties တွေကဘယ်လိုမျိုးသွားရလဲဆိုတော့အမတို့ theme စီနေသွားကြတာဆိုတော့ fashion တွေ dress တွေပေါ့နော်ဆိုတော့အမတို့fan night တခုဒီ party တခု join လို့ဆိုလို့ရှိရင်သူနဲ့လိုက်ဖက်တဲ့ theme dress တွေအမတို့ရှာရတယ်တကယ်ချင်းတွေပေါ့နော်အဲ့မှာချုပ်တဲ့လူတွေကလည်းချုပ်တောင်းဝဲလူတွေကလည်းဝဲအဲ့လိုမျိုးလေးရှာပြီးတော့ join ကြရတယ်fashion တွေသူထပ်ပြီးမှအပြိုင်လှကြတာပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကတော့အမတို့အရန်ပျော်ဖို့ကောင်းတဲ့ memories တွေပြီးတော့အဲ့တုန်းက colleagues တွေကနေအခု close friends ဖြစ်နေတဲ့လူတွေလည်းရှိရပေါ့နော်ဆိုတော့လှုပ်ထွက်သွားပြီးတော့မှချားနေအောင်ရောက်နေတဲ့ my audience တွေအကုန်လုံးလည်းအရန် memories တစ်ခုအနေနဲ့အရန်လွန်ပါတယ် memories ကအများကြီးရှိတယ်အဲ့ဒီမှာကိုဟာတာဖြစ်တဲ့ဟာလေးပြောပြချင်တာအဓိက2018ခုနှစ်တုန်းကအကိုရဲ့ရေရုံအဟောင်းမှာ website ဝင်မှာတော့အကိုစသချင်း join တဲ့အချိန်မှာဟာတာလေးဖြစ်ခဲ့တယ်အဲ့ဘာလဲဆိုတော့အကိုစသချင်းဝင်တဲ့အချိန်မှာတော့သူကအဲ့ဒီ office ကကြတော့ dining room ရှိတယ်ကွာအဲ့ဒီမှာoven ပေါ့နော် microwave ရှိတယ်အဲ့ microwave က steam ခွက်ထဲလို့မရဘူးဆိုတော့အကိုမသိဘူးအဲ့နဲ့အကူကရုပ်အိမ်ကနေပြီးတော့ဒီ coffee တောက်ဖို့ဆိုပြီးတော့အဲ့ခွက်ထည့်ပြီးတော့အပူတော့ပေးတာအကူတခန်းလုံးမီးခိုးတွေနဲ့အဲ့လိုမျိုးကြီးအငွေထွက်လာတဲ့ moment အကူတော့အမှတ်တရပဲစသချင်းမှာတော့အကူမသိလို့လုပ်ခဲ့မိတာအဲ့ဒါ funny memories တွေနဲ့ share ပေးတာမှတ်ရဆုံးဆိုလို့ရှိရင်ညီမမိုင်ဝါသူတွေနဲ့ပေါ့နော်အမျိုးသားတွေးလူပါမှာပထမအောင်ဆုံးညီမဘွားမှာတွေးလူပူတာပေါ့နော်အဲ့တော့ဆိုညီမဘက်ကလည်းကောင်းကောင်းအိတ်သွားတဲ့ခါကျတော့တွေးတကယ်လည်းလူလည်းလူပေါ့ပြန်မထနိုင်ဝင်နဲ့မူးနေလို့ပေါ့နော်အဲ့မှာမရ2နာရီလောက်စီးုံမှာအိတ်လိုက်ရသေးရပေါ့နော်အဲ့တော့HR မှာမကြည့်ရလဲတစ်ချိန်လုံးထိုင်ဆောင်နေပြီးတော့ပေါမုတ်တွေလည်းဝယ်ကြွေးတယ်ပြီးလို့ရှိရင်ရုံကကားဆရာလည်းအိမ်ထီကိုတခြား queue set လိုက်ပို့ပေးလိုက်ရတယ်ပေါ့နော်အဲ့ပြီးတော့အဲ့ရလေညီမတို့ခေါက်ဆဲပြုတ်တွေလည်းကြည့်လိုက်သေးတယ်အဲ့ဒါတော့ညီမအတွက်တော်တော်အမှန်ရတယ်ဟုတ်အမက8နှစ်အတွင်းမှာတော်တော်လေးတော့အမှတ်တရတွေကများတယ်ဒါပေမဲ့အထူးသဖြင့် Simon နဲ့အမှတ်တရတစ်ခုရှိတယ်ပေါ့နော်အမတို့ 70th disco ဒီ anniversary တုန်းကအမတို့ dance ကစရာတစ်ခုရှိတယ်အဲ့တော့ Simon ကဂျာမနီမှာအမတို့ကမြန်မာမှာဆိုတော့အဲ့ dance prize days ကလည်း Simon ပါမကိုရမှာဆိုတဲ့အတွက်ကြောင့်တော်တော်များများအချိန်တွေက after working hours မှာ Simon နဲ့အချိန်ညှိပြီးတော့အမတို့ dance prize days တွေလုပ်ခဲ့ရတယ်ဆိုတော့တော်တော်လေးကိုစူးစမ်းပန်းစားတော့လုပ်ခဲ့တယ်ဆိုပေမဲ့စုတော့မရခဲ့ဘူးပေါ့နော်ပို့ပြီးတော့အမှတ်တရရတာကအဲ့ပွဲနေ့မှာအမနဲ့ Simon နဲ့ကလုံးဝကောက်ကွက်မှားတာတေချာတိုက်ထားရင်းနဲ့ကိုကောက်ကွက်ကိုမှားတာဆိုတော့အဲ့ဒါလေးကတော့တော်တော်လေးကိုအမှတ်တရပဲအမအတွက်အမှတ်တရအဖြစ်ဆုံးဆိုရင်တော့ညီမဒီ my wall မှာစလုပ်တာ2နှစ်ကျော်ရှိပြီပေါ့နော်ဒီ2နှစ်ကျော်အတွင်းညီမ Christmas season 2ခေါက်ကို Secret Center event ဆိုတဲ့ event ကြီး2ခုကိုဖြတ်သန်းဖြစ်ခဲ့ရရှင်ဆိုတော့ဒီ event မှာဆိုရင်ကိုကမင်းနိုင်ပြီးကြားတဲ့သူကိုဒီကလက်ဆောင်ဝယ်ပေးရတဲ့အစီအစဉ်လေးပေါ့နော်ဆိုတော့ညီမ Secret Center လောက်ရတဲ့အလှည့်မှာဆိုရင်ညီမမဲပေါက်တဲ့လူ2ယောက်ကိုသူတို့လိုချင်တဲ့ပစ္စည်းလေးအသေးချာလေးလာပြီးတော့ဝယ်ပေးဖြစ်ခဲ့ရရှင်ဒီလိုပဲညီမဒီ colleague ထဲက Secret Center 2ယောက်ကပေါ့နော်ညီမ wish list ကတေချာလေးလိုချင်နေတဲ့ပစ္စည်းလေးတွေကိုသူတို့ဝယ်ပေးခဲ့တော့ညီမလိုချင်တာလေးရခဲ့ရပေါ့နော်ဆိုတော့ဒီအစီအစဉ်လေးကိုတော့ညီမအကြိုက်ဆုံးပါပဲလို့ဒီနှစ်လဲလာမယ့် Secret Center ဘက်ကိုညီမစောင့်မျှော်နေဖြစ်ပါတယ်လို့